ကျွန်တော်ဒီနေ့မှာပြောပြပေးတော့မှာတော့ဒီကျွန်တော်တို့စပေါ်ရေးဆုံးကို agent account ဘယ်လိုလုပ်အောင်လဲဆိုတော့ကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ် agent account တွေ user account တွေရယူလို့ပါကကျွန်တော်တို့ရဲ့ Viber ဖုန်းနံပါတ်39959060ဆက်သွယ်မြင်နိုင်တယ်လို့ Telegram Viber Telegram နံပါတ်Yahoo ပါဆိုပြီးရက်ရှာပြီးတော့ကျွန်တော်တို့ဒီမှာ agent account တွေ user account တွေ live လို့ရပါတယ်ပေါ့နော်ကျွန်တော်တို့ခု agent account ကိုဘယ်လိုစတင်အသုံးပြုရမလဲဆိုတော့ကျွန်တော်ပြောပြပေးထားမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့user account နဲ့ password ထည့်ဖို့လိုတယ် user account နဲ့ password မရှိရင်ကျွန်တော်ရဲ့ Telegram Viber မှာလာပြီးယူလို့ရတယ်ပေါ့နော်ကျွန်တော်ပေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ agent မှာစပြီးတော့ user account နဲ့ password နဲ့ထည့်ပြီးတော့ login လုပ်မယ်ပေါ့နော်ကျွန်တော်တို့ဒီလို login ရောက်လာပြီးပြီဆိုရင်တော့ကျွန်တော်တို့အမြင်ဆုံးတွေ့ရမယ့်နေရာရှိတယ်ပေါ့နော်အဲတော့ဒီ dashboard မှာဖြစ်တယ် dashboard မှာကျွန်တော်တို့ရဲ့ total unit တွေ number balance တွေနော် outstanding တွေအကုန်လုံးမြင်ရမယ်ပေါ့နော်အခုကျွန်တော်တို့ဒီမှာပြီးတော့ user account ဘယ်လိုဖွင့်ရမလဲ user account ဖွင့်ဖို့အတွက်ဒီဘယ်ဘက်မှာမြင်နေရတဲ့ member management ကိုတစ်ချက်နှိပ်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ user account ဖွင့်မှာဖြစ်တဲ့အတွက် user ကိုနှိပ်လိုက်မယ်user ကိုနှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီဘေးမှာပဲရှိရဲ့ဒီ create user လေးကိုချက်နှိပ်မယ် create user လေးကိုနှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီ user code နဲ့ password ထည့်ပေးဖို့လိုတယ်ပေါ့နော် user code ကိုပဲအဓိကထည့်ရမယ် password ကသူတို့ auto generate လုပ်လို့ရတယ်ကိုဒီလိုမျိုးထင်တာလေးလုပ်ပြီးတော့ကျွန်တော်ဒီမှာသူ့လုပ်ပေးလို့ရတယ်ပေါ့နော်ပြင်ရောဒီမှာဒီနေရာမှာကျွန်တော်တို့ပထမဆုံးအနေနဲ့တစ်ကနေစပြီးလို့ရတယ်ဥပမာဒီမှာတစ်နောက်တစ်ယောက်ဆိုရင်2နောက်တစ်ယောက်ဆိုရင်3နောက်တစ်ယောက်ဆိုရင်4အဲ့လိုဆင်လိုက်တွားလို့ရတယ်ပေါ့နော်အဲ့လိုဆင်လိုက်တွားပြီးသွားရင်ကျွန်တော်တို့ user ကိုနာမည်မှတ်ပေးရတယ်လေမယ်ကို user ဘယ်နှယောက်ရှိပြီဆိုတော့လေကျွန်တော်တို့တွက်ချက်ရတာလုံးလို့ပေါ့နော်အမှာပြီးရင်ဒီ contact နေရာမှာ user ရဲ့နာမည်ထည့်ပေးဖို့လိုတယ်ဒါမှ report စစ်တဲ့အခါဒါဘယ်သူကဘယ်လောက်ဝတ်စော်တယ်ဘယ်သူကဘယ်လောက်ကိုကစားတယ်ဆိုတာသိရမယ်ပေါ့နော်အဲဒါကြောင့်မို့ကျွန်တော် user ရဲ့နာမည်လေးကိုထည့်ပေးဖို့လိုတယ်အဲနာမည်လေးထည့်ပြီးသွားပြီနံပါတ်လေးထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အောက်လေးကိုဆွဲပြီးသွားရင်ဒီမှာကျွန်တော်ဒီမှာ limit တွေရှိရပေါ့နော် limit တွေကတော့ဘာမှပြင်ရမလို့ဒီကိန်းကကိုပိတ်ထည့်အတိုင်းပဲထားပြီးလိုက်ပေါ့နော်သူတို့ auto ပြင်ပြီးသွားပြီမယ် okay ပြီးရင်ကျွန်တော်အကုန်လုံးအဲ့ဒါထည့်ပြီးသွားရင်တော့ဒီညာဘက်မှာရှိတဲ့ submit button လေးကိုနှိပ်ဖို့လိုတယ်ဒါမှ user ကောက်ဖွင့်တော့မှာပေါ့နော်ကျွန်တော်တို့ဒီ submit ကိုနှိပ်လိုက်ရမယ်ဆိုရင်ကျွန်တော် software download link ရော user code တွေရော user password တွေရောအကုန်လုံး copy ယူပြီးဖြစ်သွားပြီပေါ့နော်ကျွန်တော်ကတော့ဖွင့်မပြတော့ဘူးပေါ့နော်ပြထပ်ပြီးဒီ submit လေးနှိပ်လို့ရပြီနော် submit လေးထည့်လိုက်ရပြီဟိုကျွန်တော်တို့ဒီမှာ unit ဘယ်လိုပြန်ထည့်ရမလဲနော်ဘယ်လိုပြန်ထုတ်အောင်လဲအဲ့ဒါဆိုပြမယ်ဟိုပြဖို့တော့ကျွန်တော်တို့ဒီဘယ်ဘက်ထောင်ကဒီ menu လေးကိုပဲတစ်ချက်ကြည့်ဖို့လိုတယ် menu လေးကြည့်ဖို့အတွက်ကျွန်တော်တို့ဒီမှာ menu တွေကိုရောက်ပြီဆိုရင် unit ထည့်ဖို့အတွက်ဒီ payment ကိုနှိပ်မယ် payment ကိုဒီမှာနှိပ်လိုက်ရင်ကျွန်တော်တို့ရွေးချယ်စရာနှစ်ခုပေါ်လာလိမ့်မယ်ပေါ့နော် option နှစ်ခုထဲမှာ deposit and withdrawal ကိုသွားရမယ်ဟုတ်လေဆိုဒါ unit ထုတ်ခြင်းပေါ့နော် deposit and withdrawal okay အဲ့နေရာမှာရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာမြင်ရရှိ payment form မှာနော် downline balance ကဘယ်သူစီကနှုတ်ပါလဲဆိုပြီးတော့ကျွန်တော်ရွေးချယ်ပေးရနော်ဒါကျွန်တော်စီမှာ share user တွေဖြစ်တယ်ကျွန်တော်တို့အထက်ကနေဘယ်သူစီကနှုတ်မလဲနှုတ်မဲ့သူကိုယူပေးဖို့လိုတယ်နော်ကျွန်တော်ကအခုဒီရောက်ထဲနှုတ်မယ်ဆိုတော့ကျွန်တော်ဒီတယောက်ကိုရွေးလိုက်လို့ရင်ကျွန်တော်ဒီမှာသူ့စီမှာရှိတဲ့ငွေ unit မာနခိုင်းပြနေတယ်ဒီနေရာမှာကျွန်တော်တို့ပြင်ပေးရမှာရှိတယ်ဒီ minus ကြီးပြနေရကိုတွားပြီး submit လုပ်လိုက်ရင်ဒီရှိသမျှကြီးတွေအကုန်လုံးနှုတ်ပြီးသားဖြစ်သွားလိမ့်မယ်ဗျအဲ့ဒါဖြစ်တဲ့တော့ကျွန်တော်အဲ့လိုမျိုးလားအောင်လို့ကျွန်တော်တို့ဒီမှာတစ်ခါထောက်ပြီးတော့မှကျွန်တော်ပြန်နှုတ်ဖို့လိုတယ်ဥပမာကျွန်တော်ဒီမှာဒီကောင်ထဲကနေပြီးတော့ကျွန်တော်2000နှုတ်မယ်ဆိုတော့minus 2000 sorry နှုတ်မယ်ဆိုရင် minus 2000ဒါမှ30နှုတ်တကယ်လို့ထည့်မယ်ဆိုရင်2000နော်2000ထည့်လိုက်မယ်2000လို့ပြင်ဒီရောက်မှာ submit ဒီ submit ကိုပဲနှိပ်လိုက်တာ unit ထည့်သွားကျွန်တော်ထည့်ပြမယ်ဒါသူစီမှာ2000ဝင်သွားပြီအဲပြန်နှုတ်ရဆိုရင်လည်းအဲ့လိုပဲ minus 2000ပြီးရင် submit ပဲ confirm လိုက်ဒါဆိုရင်ကျွန်တော်တို့ဒါ unit နှုတ်ပြီးသွားပြီ okay account setting မှာ profile မှာကျွန်တော်တို့ရဲ့နာမည်တွေ limit တွေ percentage တွေအကုန်ကြည့်လို့ရတယ်နော်ပြီးရင်ဒီမှာ chain password ကကိုယ့်ရဲ့ဥပမာအပေါ်မှာစာပေးလိုက်တဲ့
စကဘာအဟောင်းနဲ့မကြိုက်ဘူးချိန်မှဆိုရင်အောက်မှာကိုကြိုက်တဲ့ပတ်စော့ထားနှစ်ခုထားဆိုတာအပေါ်မှာတူထားရင်အောက်မှာလည်းတူထားမယ်ပြီးရင်7မိနစ်လိုက်ဒါဆိုရင်ဒါပတ်စော့ချိန်ပြီးသွားပြီပေါ့နော်โอเคကျွန်တော်ပြီးရင် win lose ဘယ်လိုစေးရလဲ win lose ဆိုတာကတော့ဒါ user တွေပဲအသိနေထိုးရတယ်ဆိုတာကြည့်လို့ရတဲ့အပြင်တစ်ပတ်စာရောင်းကြီးတစ်လစာရောင်းကြီးတစ်ရက်စာရောင်းကြီးဘယ်လိုစေးရလဲဆိုတာပေါ့နော်โอเคကျွန်တော်တို့အဲ့ဒါစစ်ဖို့တော့ဒီဘက်မှာ win lose ဆိုတော့နှိပ်ပြလို့ win lose ဒီက win lose နှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာသူက slow လေးပါတယ်ဖြစ်တဲ့အတွက်ကျွန်တော် slow roll လေးပါမယ် 3 roll လေးပါမယ် forward roll ကျွန်တော် forward နဲ့ပဲစစ်ပြမယ် forward roll ကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာဒီလိုပေါ်လာလိမ့်မယ်ဒီနေရာမှာကျွန်တော်တို့ဒီမှာဒီလွယ်လွယ်ကူကူပဲသူတွေ yesterday this week last week this month last month ဆိုပြီးပါပြီးသားအဲ့မှာကျွန်တော်တို့ကဒီလအတွက်စစ်ချင်တာလားနောက်ရှင်ပြီးခဲ့တဲ့လအတွက်စစ်ချင်တာလားဒါမှမဟုတ်ဒီနေ့တရက်ထဲအတွက်ပဲစစ်ချင်တာလားဒီနေ့တရက်ထဲပဲစစ်ချင်ရင်ကျွန်တော်2လေးကိုနှိပ်လိုက်ပြီးရင်7မိနစ်လိုက်ဒါဆိုရင် user တွေ agent တွေ master တွေတကူကပါထုတ်ကြရဲဆိုတော့ကျွန်တော်မြင်ရနော်ပြီးရင်ကျွန်တော်ဒီဘက်မှာ commission ဘယ်လောက်ရတယ် total ဘယ်လောက်ရှုံးနေတယ်ဘယ်လောက်စော့ထားလဲအဲ့ဒီအကုန်မြင်ရနော်ပြီးရင်ကျွန်တော်ဒီမှာမှတ်ပါထောက်လိုက်ဒါဆိုရင်ဒါသူဘယ်နှစ်ရက်ထိုးရလဲပါဆိုရင်ဘယ်နှစ်တင်းထိုးရလဲဆိုတော့ complete လား lose လားဝင်လာကြည့်ရအောင် IBR လည်းကြည့်ရအောင်နော်ပြီးရင်ကျွန်တော်ဒီမှာဒီကိုနှိပ်လိုက်မယ်ဆိုရင်ပါလေးဆိုရင်ပါလေး body to body ပေါ်လာလိမ့်မယ်အဲ့ဒီပါလေးစစ်ဆိုတော့ဒါ6သိန်းပေါင်းတော့အဲ့ဒါနှိပ်လိုက်မယ်ဆိုရင်ဒါသူထိုးထားတဲ့မောင်းဒီလေးစကဘတ်စလေးထွက်လာလိမ့်အဲ့လိုပဲစလော်ပဲအဲ့လိုပဲစလော်ရဖို့နှိပ်လိုက်မယ်ကျွန်တော်ကတော့ဒါ this week နဲ့ပဲစစ်ပြအောင် this week နဲ့စစ်လိုက်ဒါဆိုရင်တစ်ပတ်စာရောင်းကြီးဘယ်လောက်အယူအရှုံးတာဘယ်လောက်ဆိုပြီးပေါ်လာလိမ့်နော်โอเคဒါတော့ဒီလောက်ပါပဲကျွန်တော် review တော့ဒီကောင်ပြောကြမရှိဘူးထုံးတဲ့အတိုင်းပဲ agent ကောက်တွေပါလို့ခြင်းလို့ရကျွန်တော်ရဲ့ Viber Telegram ကိုလာပြီးဆက်သွယ်လို့ရတယ်ဒီနံပါတ်တွေပဲတုံးပါတယ်တခြားနံပါတ်တွေမတုံးပါဘူးခင်ဗျာ